သက်ရှိချမ်းသာစိတ်ချမ်းသာ၍လိုရာဆန္ဒပြေဝစေကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေရန်အလို့ငါဖရာမြတ်ဆုံးယရနာတရားမြတ်ဆုံးယရနာတန်ခါမြတ်ဆုံးယရနာဤယရနာမြတ်သုံးပါးတို့အားကျော်သေးမြတ်တို့လက်ဆုံးမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောချသောတက္ကိစ္စကာရဝပနာမကုသိုလ်စေရနာဖြားပြတို့ကြောင့်ယနေ့အခါမှာစာရေးသက်ရှိခြင်းကြမ်းမာခြင်းခွန်အားဗလပြေဝခြင်းဉာဏ်ပညာကြီးခြင်းစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပြီနှင့်နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတို့၏ကျင့်တရားကိုကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြကုန်သည်ဖြစ်၍ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရမှမြတ်နိဗ္ဗာန်သို့လျင်စောစွာကိုယ်စီကိုယ်ငါမျက်မှောက်ပြုလွယ်နိုင်ကြပါစေအဟံဗန္တိတိတရဏီနသဟအထင်္ဂသမနာကတံဥပောဒထသီလံဓမ္မံယာစာမိအနုဂံကတဝါသီလံဒေထမေဗန္တိဒုတိယံပိအဟံဗန္တိတိတရဏီနသဟအထင်္ဂသမနာကတံဥပောဒထသီလံဓမ္မံယာစာမိအနုဂံကတဝါသီလံဒေထမေဗန္တိတတိယံပိအဟံဗန္တိတိတရဏီနသဟအထင်္ဂသမနာကတံဥပောဒထသီလံဓမ္မံယာစာမိအနုဂံကတဝါသီလံဒေထမေဗန္တိယမဝဒာမိတံဝတိထနမောတတဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိတရဏဂမနံပရိပုံဏံအာမဝရိယောရှိယအာနာတိပါဒဝေရမဏိသိက္ခာပရံသမာဓိယာမိအာနာတိပါဒဝေရမဏိသိက္ခာပရံသမာဓိယာမိအဒိနာဒါနာဝေရမဏိသိက္ခာပရံသမာဓိယာမိအဒိနာဒါနာဝေရမဏိသိက္ခာပရံသမာဓိယာမိအဗျမစရိယာဝေရမဏိသိက္ခာပရံသမာဓိယာမိအဗျမစရိယာဝေရမဏိသိက္ခာပရံသမာဓိယာမိဥဒ္ဒဝါဒဝေရမဏိသိက္ခာပရံသမာဓိယာမိဥဒ္ဒဝါဒဝေရမဏိသိက္ခာပရံသမာဓိယာမိ